ရဟန်းတော်တွေနိုင်ငံရေးမှာပါဝင်ပတ်သက်တင်ပါသလားဗျာဆရာတော်ဗျာဘယ်လိုကြည့်ဆပါသလဲအဲ့ဒီမှာတော့ဦးဇင်းတို့အမြင်ဦးဇင်းရဲ့အမြင်ကိုပြောပါမယ်အဲ့တော့နိုင်ငံရေးဆိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုတော်တိုင်လေဒီကောလိယတို့ကပိလတို့နော်ရှေလူတဲ့စစ်ပွဲမှာနော်တားမြစ်ခဲ့ဘူးတယ်နောက်ပြီးတော့ဗာလဲကောသလမင်းရဲ့သားကနေပြီးတော့တာကိန်နွယ်တွေကိုတပ်ဖြတ်ဖို့သွားတဲ့အခါမှာလည်းရှေ့ကနေတားမြစ်ခဲ့ဘူးတယ်နောက်ပြီးတော့နိုင်ငံတိုးတက်အောင်ကြီးပွားအောင်ဘယ်လိုအုပ်ချုပ်ရတယ်ဆိုတော့မင်းတွေကိုဆုံးမတဲ့အဆုံးအမတွေလည်းရှိခဲ့တယ်အဲ့တော့ရှေးအစဉ်အလာအရလည်းဒီဗုဒ္ဓရဲ့အဆုံးအမတွေနဲ့တူနိုင်ငံခေါင်းဆောင်တွေဟာလမ်းညွှန်ချက်တွေယူပြီးတော့ဆောင်ရွက်ကြတာလည်းရှိပါတယ်အဲ့တော့နောက်တစ်ခုကနိယာမသဘောတရားအရပြောရင်နိုင်ငံရေးစီးပွားရေးလူမှုရေးဆိုတဲ့ကိစ္စတွေခွဲခြားလို့ရတဲ့ကိစ္စတွေမဟုတ်ပါဘူးအဲ့တော့အခုဦးဇင်းတို့မြန်မာနိုင်ငံကြီးဆိုရင်အဓိကလိုအပ်နေတာကစနစ်ကောင်းတစ်ခုလိုနေတယ်နော်တိုင်းပြည်အတွက်တိုင်းပြည်ကိုတိုင်းပြည်ရဲ့လုံခြုံမှုမရှိဘူးဖျို့ဖျဲဖြစ်နေတယ်ဗျံပရာဖြစ်နေတယ်နော်ပြည်ပကအနောက်ရှက်တွေကိုမကာကွယ်နိုင်တဲ့ပြင်ပြည်တွင်းမှာရှိတဲ့နိုင်ငံသားတွေအတွက်ကလည်းလုံခြုံမှုမရှိဘူးเนาะအေဂျင့်မှုမရှိဘူးဒါနှစ်ပေါင်းတို့1962ဒီဘက်နောက်ပိုင်းပေါ့เนาะကြာခဲ့ပြီပေါ့เนาะဒါဦးဇင်း69မှာမွေးတယ်ဆိုတော့မွေးပြီးတဲ့နောက်ပိုင်းဦးဇင်းတို့တည်တတ်တဲ့အရွယ်ကလေးပြီးတော့မျိုးလုံခြုံမှုမရခဲ့ပါဘူးတို့မျိုးဆက်တစ်ဆက်လုံးမရခဲ့ပါဘူးအဲ့ဒီရဲ့အားနည်းချက်အစစ်အမှန်ဒီစနစ်เนาะနိုင်ငံရဲ့တိဆောက်ပုံအုပ်ချုပ်ပုံစနစ် constitution ကြီးဒီအခုအမေရိကဆိုရင်လွန်ခဲ့တဲ့နှစ်200ကျော်ကဝါရှင်တန်တို့ခေါင်းဆောင်ပြီးဆွဲခဲ့တဲ့နော်သူတို့ရဲ့ constitution ဒါဥစဉ်ငငယ်အဲ့ဒီသူတို့စဆွဲတဲ့ constitution စာအုပ်ကလေးကစဖတ်ခဲ့ဘူးတော့ငငယ်လေးကလေးရင်ဒုနိုင်ငံဒီစနစ်တွေနဲ့တိဆောက်ရရင်ကောင်းမှာပဲလို့ဆန္ဒရှိခဲ့ဘူးတယ်အခုလဲကိုတက်နိုင်တဲ့ဘက်ကတစ်ဖက်တစ်လမ်းကစူးစမ်းပေးနေတာပေါ့နော်အဲ့တော့တန်ဃာတော်ရှင်သူမြတ်တွေခုဘာသာရေးကောင်းဆောင်တွေဆိုဘာသာရေးကောင်းဆောင်ဆိုတာဘုရားဘာသာတစ်ခုတည်းမဟုတ်ပါဘူးနော်တခြားဘာသာတွေကလည်းသူတို့တခြားဘာသာတွေမှာကျတော့သူကောင်းဆောင်တဲ့သူပြီးတယ်ဗျတင်ပါဗျအဲ့တော့ဒါပါတော့ဝိုင်းဝန်းပြီးတော့အခုမြန်မာနိုင်ငံထဲမှာနေတဲ့တိုင်းနိုင်ငံသားအားလုံးပေါ့တိုင်းသားလောက်ကလေးတွေဦးစင်မပြောချင်ဘူးနိုင်ငံသားလို့ဒီလိုပြောချင်တယ်နိုင်ငံသားအားလုံးကတညီတညွတ်ထဲဒီနိုင်ငံရဲ့စနစ်ကောင်းကြီးတစ်ခုကိုတိဆောက်ဖို့နဲ့ငြိမ်းချမ်းတဲ့လူအဖွဲ့အစည်းနော်ညီညွတ်တဲ့လူအဖွဲ့အစည်းတာယာတဲ့လူအဖွဲ့အစည်းတစ်ခုဖြစ်အောင်ဝိုင်းဝန်းတိဆောက်ကြဖို့အားလုံးမှာတာဝန်ရှိသလိုအားလုံးလည်းဒီလိုဆန္ဒမျိုးတွေဖြစ်ပေါ်စေခြင်းတယ်အဲ့တော့နိုင်ငံရေးသည်နော်ဘာသာရေးနဲ့ဟာဘယ်တော့မှခွဲခြားလို့မရဘူး